ဒီနေ့ခေပြပြပေးသွားမယ့်အကြောင်းအရာကတော့ကေရိုတွေရဲ့နေ့စဉ်လုပ်ငန်းဝင် communication ဘိုင်းမှာရောကေရိုတွေရဲ့နေ့စဉ်တည်ကြားမှုတည်ယူမှုအပိုင်းတွေမှာရောကေရိုတွေနိုင်ငံတကာကိုခီးသွားတဲ့အခါမျိုးမှာရောမဖြစ်မနေအသုံးပြုရတဲ့ကေရိုတွေရဲ့နေ့စဉ်ဘဝမှာပါဝင်ပတ်သက်မှုရှိနေတဲ့ translator application တွေအကြောင်းကိုကေပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အခုဗီဒီယိုလေးမှာတော့ကေကအသုံးဝင်တဲ့ translator application 3မျိုးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပြီးတော့အသုံးပြုမှုအသေးစိတ်တွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ် application တွေကတော့အများကြီးရှိတယ်အဲ့ဒီထဲကနေမှကေရိုရဲ့ဒီမြန်မာ language ကိုလည်းကောင်းကောင်းမွန်မွန်သုံးလို့ရတယ်ဒါ translate လုပ်တာလည်းအမှန်ဆုံးလည်းဖြစ်တယ်နောက်ပြီးတော့အသုံးပြုရတဲ့ function တွေလည်းအများကြီးပါဝင်တယ်ဒီ translator application 3မျိုးအကြောင်းကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားပါပါပထမဆုံး application ကတော့ကေရိုအားလုံးသိပြီးသား Google ရဲ့ project ဖြစ်တဲ့ Google Translator ပဲဖြစ်ပါတယ်အဲ့တော့ Google ရဲ့ project တွေကကေရိုရဲ့နေ့စဉ်ဒီလုပ်ငန်းဝင်နယ်ပယ်မှာပေါ့နော်အများနဲ့ပါဝင်ပတ်သက်မှုရှိတယ်ကေရိုတွေကဒီ Gmail ကနေစပြီးတော့ Google ရဲ့ project တွေဖြစ်တဲ့ Google Drive တို့ Google Sheet တို့Google Slide တို့စသဖြင့်ကေရို Google project တွေနဲ့ login လို့မရအောင်လုပ်ငန်းဝင်လုပ်နေဆိုရင်အဲ့တော့ဒီ Google Translator ကလည်းကေရိုတွေရဲ့ဒီလုပ်ငန်းဝင်ဆိုင်ရာတွေရောတင်ကြားမှုပိုင်းဆိုင်ရာတွေမှာပါဒါပါဝင်ပတ်သက်မှုအပြည့်အဝရှိပါတယ်အဲ့တော့ Google Translator ကကေရိုအတွက်ဘယ်လိုမျိုးအကျိုးကျေးဇူးရှိလဲ Google Translator ကိုကေရိုဘယ်လိုတွေအသုံးပြုလို့ရလဲဆိုတာကိုကိဆက်ပြီးတော့ပြောပြပေးသွားပါမယ်Google Translator မှာဆိုရင်ကေရိုကဒီ translate လုပ်လို့ရတဲ့ပုံစံတွေအများကြီးရှိတယ်။ကေရိုတွေက Google Translator မှာ translate လုပ်ချင်တယ်ဆိုရင် text နဲ့ပေါ့နော်။စာရိုက်ပြီးတော့လည်း translate လုပ်လို့ရတယ်။ကေရို handwriting တွေပေါ့နော်။ကိုယ့်ဘက်ကိုရေးပြီးတော့စလုံးတွေရေးပြီးတော့လည်းကေရို translate လုပ်လို့ရတယ်။နောက်ပြီးတော့ကေရိုရဲ့ voice အတန်နဲ့လည်း translate လုပ်လို့ရတယ်။ဒါ့အပြင်ကေရိုတွေကဒီကေရို translate လုပ်ချင်တဲ့ပုံကိုဒီဓာတ်ပုံရိုက်လိုက်ပြီးတော့အဲ့ပုံကစာတွေအဲ့ဒါတွေကိုလည်းကေရိုကဒီဓာတ်ပုံကနေဓာတ်ရိုက်ပေါ့နော် translate လုပ်လို့ရပါတယ်။ဒါ့အပြင်ကေရိုကဒီ Google Translator ကို offline ဖြစ်နေတဲ့အချိန်မှာလည်းဘာသာစကားအချို့ကို translate လုပ်ဖို့အတွက်အသုံးပြုလို့ရပါသေးတယ်။ Google Translator ကိုအသုံးပြုပြီးတော့ကေတို့က conversation လုပ်တဲ့နေရာမျိုးမှာလည်းအသုံးလို့ရတယ်။ဟိုမှာကေကပြောလိုက်တယ်ကေပြောတဲ့စကားကိုတစ်ဖက်ကနားထောင်တယ်တစ်ဖက်ကပြောတဲ့စကားကိုကေကပြန်နားထောင်တယ်။ဒီလိုမျိုး two language နဲ့ပေါ့နော်ကေတို့ conversation ပုံစံမျိုးနဲ့လည်းအသုံးပြုလို့ရပါတယ်။ဒါက Google Translator ကိုကေတို့အသုံးပြုလို့ရတဲ့ပုံစံတွေပါ။ဒါဆိုရင်ကေတို့ကဒီ Google Translator ကိုဘာသာစကားဘယ်နှမျိုးတွေလောက်ကေတို့အသုံးပြုလို့ရလဲ translate လုပ်လို့ရလဲနော်။အဲ့တော့ကေတို့တွေကဒီ voice တို့ type တို့ဆိုရင် Google Translator ကိုဒီ language 108မျိုးလောက်အထိကိုကေတို့က translate လုပ်လို့ရတယ်။ဒါပြင်ကေတို့ offline သုံးမယ်ပေါ့နော်။ offline ဖြစ်သွားတဲ့အခါမှာဆိုရင်တော့တချို့သော language တွေကိုကေတို့ကအသုံးပြုလို့မရဘူး။အသုံးပြုလို့ရတဲ့ language က59မျိုးရှိတယ်။ကေတို့ကဒီ Google Translator မှာလက်နဲ့ချပြီးရေးလို့ရတယ်။ဒီ handwriting translate လုပ်တဲ့ဟာပေါ့နော်။အဲ့ language ကတော့65မျိုးလောက်ထိကိုကေတို့ handwriting နဲ့ translate လုပ်လို့ရတယ်။ဒါပြင်ကေတို့ကဒီဓာတ်ပုံတွေရိုက်ပြီးတော့ဒီပုံတွေကိုကြည့်ပြီးတော့ translate လုပ်တဲ့ဟာမျိုးကကြတော့ဘာသာစကားအမျိုး90အတွက်ကိုကေတို့အသုံးပြုလို့ရပါတယ်။အဲ့ထဲမှာဒီမြန်မာဘာသာစကားကလည်းတစ်ခုအပါဝင်ဖြစ်တယ်။ဒါပြင်ကေတို့ conversation လုပ်တဲ့အခါမျိုးမှာဆိုရင်တော့ဘာသာစကားအမျိုး80လောက်ထိကိုကေတို့ကဒီ Google Translator မှာသုံးလို့ရတယ်။အဲ့တော့တော်တော်များများအတွက်ကိုကေတို့မြန်မာ language ကိုကေတို့သုံးလို့ရတဲ့အတွက်ဒါ Google Translator ကကေတို့အတွက်အသုံးပြုသင့်တဲ့အသုံးဝင်တယ်လို့ကေက recommend ပေးတာဖြစ်ပါတယ်။အဲ့တော့ကေတို့ဒီ Google Translator ကိုဘယ်လိုမျိုးအသုံးပြုကြမလဲဆိုတာကိုကေနဲ့တူတူတိုင်းကြည့်ကြအောင်နော်။ကေတို့ Google Translator ကိုစပြီးတော့သုံးတော့မယ်ဆိုတာနဲ့ Google Translator ကိုကေတို့လွယ်ကူကူပဲဖုန်းမှာ download ဆွဲလို့ရတယ်။သူက iOS ကော Android ကောရပါတယ်။ Google Translator ကိုကေတို့ click နှိပ်လိုက်ပါမယ်။ Google Translator ဒီကေပြောခဲ့တဲ့ text ရတယ်နောက်ပြီးတော့လက်နဲ့ရေးတဲ့ handwriting ပုံစံမျိုးနဲ့လည်း translate လုပ်ခိုင်းလို့ရတယ် voice နဲ့လည်း translate လုပ်ခိုင်းလို့ရတယ်နောက်ပြီးတော့ကေတို့ပုံတွေရိုက်ပြီးတော့အဲ့ပုံတွေကစာတွေပေါ့နော်ပုံတွေကစာတွေကိုလည်းကေတို့ translate လုပ်လို့ရတယ်ဒါအပြင်ကေတို့ကဒီ Google Translator မှာဆိုရင်ဒီ conversation ပေါ့နော် conversation လုပ်တဲ့ပုံစံမျိုးနဲ့လည်းကေတို့ translate လုပ်လို့ရတယ်Google Translator ကိုသုံးပြီးတော့ကေတို့က offline အခြေအနေမှာလည်းဘာသာစကားအချို့ကိုကေတို့ translate လုပ်လို့ရပါသေးတယ်။အဲ့တော့ Google Translator မှာကေတို့ translate လုပ်လို့ရတဲ့ဘာသာစကားကတော့တော်တော်များများ translate လုပ်လို့ရတဲ့မြန်မာစကားကိုလည်းသိချင်ကြပါတော့။မြန်မာ language ကိုလည်းကေတို့ကြည်ကြည်ပြည့်ပြည့်လေးဒီထဲမှာ translate လုပ်ဖို့အတွက်အသုံးပြုလို့ရပါတယ်။ Okay အဲ့တော့ Google Translator ရဲ့ translate လုပ်ပုံနည်းလေးတွေကိုကေတစ်ခုချင်းသိချာလေးပြောပြပေးပါမယ်။အဲ့တော့ဒီဘက်မှာကေတို့မြင်ရတာဒီကေတို့ပြောမယ်ပေါ့နော်ကေတို့ရေးလိုက်မယ်သို့မဟုတ်ကေတို့ပြောလိုက်မယ် language ပါဒီဘက်မှာပေါ်လာမယ့် language ဒီကေတို့ကိုဘာသာပြန်ပေးမယ် language ပါအဲ့တော့အဲ့ပေါ်ကိုကေတို့ click နှိပ်လိုက်တာပေါ့နော်အဲ့တော့ဒီ English ဆိုတဲ့ပေါ်ကေတို့ click နှိပ်လိုက်တာ ਨੇ ကေတို့ထပ်ပြီးတော့ပြောင်းချင်တဲ့ language ကိုရွေးလို့ရတယ်ဒီဘက်ကမြန်မာဆိုတဲ့ပေါ်ကေ click နှိပ်လိုက်ရင်လည်းကိုပြောင်းချင်တဲ့ language ကိုကေတို့ပြောင်းလို့ရပါတယ်အဲ့တော့ဒီ language နှစ်ခုကိုဟိုဘက်ဒီဘက်ပြောင်းချင်တယ်ဆိုရင်အလေကမြားလေးကိုနှိပ်လိုက်တာ ਨੇ ပြောင်းလို့ရသွားပါပြီเนาะအဲ့တော့ကေတို့ဒီ Google Translator ကိုကေတို့က text နဲ့translate စပြီးတော့လုပ်မယ်ပေါ့နော် Okay အဲ့တော့ text နဲ့ translate လုပ်မယ်ဆိုရင်ဒီ enter tab ဆိုတဲ့ပေါ်ကို click နှိပ်လိုက်ပြီးတော့စပြီးတော့စာရိုက်ပါမယ်မင်္ဂလာပါပေါ့နော်အဲ့လိုရိုက်လိုက်တဲ့ခါကျရင်ဒီအောက်မှာ hello ဆိုပြီးတော့ပေါ်လာတယ်အဲ့တော့ဒီဘက်ကမြားလေးကိုနှိပ်လိုက်မယ်ဆိုရင်သူကဒီမှာစပေါ်လာပြီပေါ့နော်အဲ့
အဲ့တော့ကေတို့အဲ့ဒါလေးကိုဒီ voice ကလေးကိုကေတို့အတန်နားထောင်ကြည့်နှိပ်လိုက်ပါ Hello. hello เนาะအဲ့တော့ဒီမှာကေတို့ကဒါကိုမြင်နိုင်တယ်နောက်ပြီးတော့ကေတို့ဒီအောက်မှာဒီဟာဒီစကားလုံးက noun ဖြစ်တယ် hello မင်္ဂလာပါဆိုပြီးတော့စတာတွေကိုလည်းကေတို့ကြည့်လို့ရတယ်နောက်ပြီးတော့ကေတို့ကဒီ Google Translator မှာဒီ Polaris စာပေါ့เนาะဒီစာကိုကေတို့ copy ကူးချင်တယ်ဆိုလဲနောက်မှာ copy ကူးတာတော့ share တာတော့ကေတို့လုပ်လို့ရပါတယ်โอเคအဲ့တော့ကေတို့ဆက်ပြီးတော့ handwriting ရှိကိုသွားမယ်เนาะ handwriting နဲ့ကေတို့ translate လုပ်ဖို့အတွက်ကေတို့ကဒီ bobbin ပေါ့เนาะပုံလေးပေါ့ကေတို့ click နှိပ်လိုက်ပါဒါဆိုရင်ကေတို့ကစာကိုကြိုက်တာရှိလို့ရတယ်အဲ့တော့ကေပြောခဲ့တဲ့ handwriting နဲ့လေသူကဘာသာစကား60ကျော်လောက်ကို translate လုပ်ပြီးပြီเนาะအခုကေတို့က English လို့ရေးမှာဖြစ်တဲ့အတွက်ကေ English လို့ရေးလိုက်မယ် hello အဲ့တော့သူဒီဘာသာပြန်ပြီးမယ်ပေါ့เนาะ hello ဆိုပြီးတော့ပြန်ပြီးပါတယ်နောက်ပြီးတော့ကေထပ်ပြီးတော့ရေးမယ်nice to meet you အဲ့တော့သူဒီ nice to meet you အဲ့တော့တွေ့ရတာဝမ်းသာပါတယ်ဆိုပြီးပြန်ပြီးတယ် okay အဲ့တော့ကေကမြန်မာလိုရိုက်မယ်เนาะမြန်မာလိုရိုက်မယ်အဲ့တော့ကေကမင်္ဂလာပါပေါ့အဲ့တော့မင်္ဂလာပါလို့ကေရိုက်လိုက်မယ်ဒါဆိုရင် hello ဆိုပြီးတော့ပေါ့တယ်เนาะကေထပ်ပြီးတော့ရိုက်မယ်နေကောင်းလားဒါဆိုရင်လည်းသူက how are you ဆိုပြီးတော့ဒီမှာပေါ်ပေးအဲ့တော့ကေတို့ဒါ handwriting နဲ့လေကေတို့ကောင်းကောင်းအသုံးပြုလို့ရပါတယ် okay အဲ့တော့ကေတို့ဆက်ပြီးတော့ဒီ voice နဲ့အသုံးပြုမယ်ပေါ့နော် voice နဲ့အသုံးပြုဖို့အတွက်ကေတို့ဒီ mic ကလေးကိုကေတို့နှိပ်ရမှာပါ okay အဲ့တော့ကေတို့ဒီ mic ကလေးကိုကေတို့နှိပ်လိုက်မင်္ဂလာပါအဲ့တော့သူဒီမှာ hello ဆိုပြီးတော့ပေါ်ပေးတယ်အဲ့တော့ကေတို့ဒါ voice နဲ့သုံးတယ်English လို့ပြောမယ်မြန်မာလိုပြန်ခိုင်းမယ်ပေါ့နော်အဲ့တော့ဒါကိုကေတို့ပြောင်းလိုက်မယ်ကေတို့ voice ကိုနှိပ် Hello how are you အဲ့တော့ဒီမှာ hello နေကောင်းလားဆိုပြီးတော့သူကဘာသာပြန်ပေးတယ်ပေါ့နော် okay အဲ့တော့ကေတို့ဒါကကေတို့အသုံးပြုလို့ voice နဲ့ translate လုပ်တာပါနောက်တနည်းပေါ့နော်နောက်တနည်းကကျတော့ camera ကိုသုံးပြီးတော့ကေတို့ပုံတွေကစာတွေကို translate လုပ်မယ်အဲ့တော့ကေကဒီမှာ English ကနေပြီးတော့မြန်မာကိုပြန်ခိုင်းမယ်အဲ့တော့ကေရိုက်မဲ့ပုံတွေကစာတွေဒီ English လို့ရေးထားတဲ့စာတွေပေါ့နော်အဲ့တော့ကေတို့ translate လုပ်ပြပါမယ် camera ဖွင့်လိုက်မယ် okay အဲ့တော့ကေမှာရှိရအောင်ဒီမှာနော်ကေကသူရေးထားတာဒီ dream bit ပေါ့နော်အဲ့ဒါကိုသူချက်ချင်းဘာသာပြန်လိုက်တယ်ရီမန်းချက်ချင်းထားပါဆိုပြီးတော့ okay ဆိုတော့ဒီ capture နဲ့ပတ်သက်ပြီးတော့ translate လုပ်တာလေ Google Translate ကပို့ပြီးတော့မြန်တယ် Microsoft တက်နော် Microsoft ကတချို့ဟာတွေကိုသူကအလုပ်လုပ်ပေးမယ် Microsoft Translate ကလုပ်ပေးမယ်တချို့ဟာတွေကိုသူအလုပ်မလုပ်တာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါဒီလေ Google Translate ရဲ့အားသာချက်လို့ထပ်ပြီးတော့ပြောလို့ရပါတယ် okay အဲ့တော့နောက်တစ်ခုနောက်ထပ်ကေတို့အသုံးဝင်တဲ့ဟာဒီ conversation ပေါ့ဒီ conversation ကကေတို့အတွက်တော်တော်လေးအသုံးပြုရမယ်ထဲမှာပါတယ်ပေါ့နော်ကေတို့မှခီးတွေပါတယ်သွားတဲ့အခါမျိုးမှာကေတို့ပြောတဲ့အကြောင်းအရာပေါ့နော်ကေတို့ကကေတို့ language နဲ့ပြောတယ်တစ်ဖက်ကနားထောင်တယ်ပြီးတော့သူ့ language နဲ့ပြန်ပြောတယ်ကေတို့ကပြန်နားထောင်တယ်ဒီလိုပုံစံမျိုးကေတို့သုံးဖို့အတွက်ပေါ့နော်အဲ့တော့ဒီ conversation ဆိုတဲ့ဟာကိုကေတို့က click နှိပ်လိုက်မယ်အဲ့တော့ကေတို့ကဒီဘက်မှာကေက English လို့ပြောမှာသူဒီမြန်မာလို့ပေါ့မယ်မြန်မာလို့ပြန်ပြောမယ် English လို့ပေါ့မယ်အဲ့တော့နှစ်ခုစလုံးကတော့ both အနေနဲ့ပြောဖို့ကကြတော့ကေတို့မြန်မာ language ကိုမပေးဘူးတခြား language ပဲရတယ်เนาะဒါပေမဲ့ဒါတော်တော်လေးအဆင်ပြေပါပြီလောက်ဆို okay အဲ့တော့ကေစပြီးတော့ပြောကြည့်မယ်เนาะ English လို့ Hello nice to meet you မင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ဆိုတော့တော်တော်လေးအဆင်ပြေကွယ်အဲ့တော့ကေတို့ထပ်ပြီးတော့မြန်မာလို့ပြောမယ် bus ကမှတ်တိုင်ရှိတဲ့နေရာသိချင်ပါတယ် I want to know where the bus stop is ဆိုတော့ဒါကေတို့ခီးသွားတဲ့ခါကျရင်သုံးခုနာပဲဖြစ်ဖြစ်တခြား conversation လုပ်တဲ့ဟာပဲဖြစ်ဖြစ်ကေပြောမယ်သူကနားထောင်သူ language နဲ့ပြောတာကေကပြန်နားထောင်ဒီလိုပုံစံမျိုးကေတို့သုံးလို့ရပါတယ်ဆိုတော့ဒါကတော်တော်လေးကေတို့အတွက်အဆင်ပြေတဲ့ဒါ application တစ်ခုလို့ကေတို့ပြောလို့ရတယ်ပေါ့နော် okay အဲ့တော့ကေတို့ဒီ Google ရဲ့ဒီအားသာချက်ပေါ့နော် Google Translate ရဲ့အားသာချက်က language များတယ်နောက်ပြီးတော့အထူးသဖြင့်ကေတို့မြန်မာ language နဲ့ဒီ conversation လုပ်တာတို့ဘာလို့မျိုးอ่ะတချို့နေရာတွေကတိတ်ပြီးမပေးတာတွေရှိတယ်အဲ့ဒီမှာ Google ကရတယ်နောက်တစ်ခုကကျတော့ဒီစကားလုံးဒီထွက်လာတဲ့စာသားတွေမှန်နေပေါ့ကွယ်ပြီးတော့သူ့ရဲ့ camera ကဒီပို့ပြီးတော့ camera ရိုက်လိုက်တာဒါမှမဟုတ်ချိန်လိုက်တာနဲ့ translate လုပ်ပြီးသားသူကပို့ပြီးတော့
သုံးရတာပိုအဆင်ပြေတယ်ပေါ့နော်ကင်မရာအနေနဲ့သုံးရတာလေပိုအဆင်ပြေရဲ့နောက်တစ်ခုက hand writing ရတယ် hand writing ရတယ်ရှားဟာတွေတော်တော်များများ hand writing မရဘူးရတဲ့ဟာတွေလည်းမြန်မာလိုမရဘူးဆိုတော့ K ကတော့မြန်မာ language ကိုပဲအဓိကအခြေခံပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ Google က K တို့အတွက်တော်တော်လေးကိုဒါ Google Translate ကသုံးသင့်တယ် K တို့ရဲ့ဖုန်းထဲမှာရှိတဲ့ Translate application တခုဖြစ်ပါတယ်နော် အဲ့တော့ case ပြီးတော့ပြပြမယ်နောက်ထပ် translator တစ်မျိုးကတော့ Microsoft Translator ပဲဖြစ်ပါတယ်အဲ့တော့ Microsoft ကလည်း Kiro တွေရဲ့လုပ်ငန်းခွင်နဲ့ Kiro တွေသင်ကြားမှုတည်မှုတွေမှာအပြည့်အဝပတ်သက်မှုရှိပါတယ် Kiro တည်ပြီးသားပါဒီ Excel တို့ PowerPoint တို့ဆိုတာ Microsoft ရဲ့ product တွေပဲဖြစ်ပါတယ်အဲ့တော့ Kiro ကဒီ translator application မှာလည်း Microsoft Translator ကို Kiro ဒါတော်တော်လေးအသုံးပြုသင့်ပါတယ်အထူးသဖြင့် Microsoft Translator မှာသဘောကျတဲ့အချက်ကိုပြောပါဆိုရင် Kiro တွေဒီ business ဒီ conversation တွေပေါ့နော် communication တွေလုပ်ဖို့အတွက်နဲ့ဒီစာတင်တဲ့အခါမှာ communication တွေတင်ကြားမှုပိုင်းနေနဲ့ traveling အတွက်ကို Kiro group ထဲမှာတခါတည်း conversation အတူတူလုပ်လို့ရအောင် language ပေါင်းများစွာနဲ့ conversation လုပ်လို့ရအောင်စီစဉ်ပေးထားတဲ့အချက်က K သဘောအကျဆုံးဖြစ်ပါတယ်အဲ့တော့ဒီ group အနေနဲ့ဒီ translate လုပ်လို့ရတဲ့အပိုင်းကိုလူတရာအထိ Kiro က group ထဲမှာအတူတူ translate လုပ်လို့ရတယ်အဲ့လူတရာကသူတို့ရဲ့ကြိုက်နေတဲ့ဘာသာစကားပုံစံကို Kiro ဒါပြောင်းထားလိုက်လို့ရတယ်ဥပမာ K ကမြန်မာလိုပြောတယ်ဒါပေမဲ့ K ရဲ့ group ထဲမှာရှိတဲ့နိုင်ငံခြားသားတွေကသူတို့ရဲ့နိုင်ငံဒီအလိုက်ကို language ကိုချိန်ထားလိုက်မယ်ဆိုရင် K ပြောတဲ့ language ကသူတို့နိုင်ငံဘာသာစကားအလိုက်ကိုသွားပြီးတော့ပေါ်တာပေါ့အဲ့ဒါမျိုးကို K တို့ကလူတရာအထိ K တို့ group ထဲမှာထည့်ထားပြီးတော့တစ်ခိုင်နဲ့သုံးလို့ရတယ်အဲ့ဒါကတော့ဒါ Microsoft ရဲ့အကောင်းဆုံး plan လို့ K တို့ပြောလို့ရတယ်ပေါ့နော် K တို့ translator သုံးနေဆိုတဲ့အခါမှာဒီ Microsoft Translator ကိုအထူးသဖြင့် K တို့ဒီ business meeting တွေတို့ traveling လုပ်တဲ့အခါမျိုးတွေပေါ့နော် travel လုပ်တဲ့အခါမျိုးတွေတို့ K တို့ရဲ့ဒီသင်ကြားမှုတည်ယူမှုတွေအတွက်ဒါကတော်တော်လေးကိုအထောက်အကူပြုတဲ့အရာလို့ K တို့ထင်ပါတယ် Okay အဲ့တော့ K တို့ဒီ Microsoft Translator မှာအသုံးပြုနိုင်တဲ့ဘာသာစကားကလည်းသူကဒီ text တို့ voice ပုံစံတွေ capture ပုံစံတွေတူတူအသုံးပြုနိုင်တယ်အဲ့တော့တချို့သော text တွေကတော့ဘာသာစကားK တို့ language 100ကျော်လောက်သုံးလို့ရတယ်တချို့ဒီ capture တို့ဘာလို့ကတော့အမျိုးပေါင်းဒီ language ပေါင်း60လောက်ထိပဲသုံးလို့ရတာမျိုးတွေတော့ရှိပါတယ်သူကတော့ဒီ Google ထက်တော့နည်းနည်းလေးဒီ K တို့ translate ပြန်လုပ်လို့ရတဲ့ language နည်းကောင်းနည်းလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ခုနကပြောတဲ့ဒီ group chat မှာ K တို့ translate ပေါ့နော်သုံးလို့ရတဲ့ conversation လုပ်လို့ရတဲ့ပုံစံကြီးကတော့တကယ်ကို mic လို့ပြောလို့ရပါတယ် Okay အဲ့တော့ K တို့ဒီ Microsoft Translator ကိုဘယ်လိုအသုံးပြုကြမလဲဆိုတာကို K နဲ့တူတူလိုက်ကြည့်လိုက်ကြအောင်နော်Okay Microsoft Translator ကိုသုံးတော့မယ်ဆိုရင် K တို့ကအရင်ဆုံး app ကို download ဆွဲရမှာပေါ့နော်။သူကလည်း Android ကော iOS ကောရတဲ့အတွက်ကြောင့်မလို့ K တို့တော်တော်လေးအဆင်ပြေပါတယ်။အဲ့တော့ K ဒီ Microsoft Translator ပေါ် click နှိပ်လိုက်ပြီပေါ့နော်။ Microsoft Translator ကလည်း Google Translator လိုပဲ K တို့ဒါ translate လုပ်လို့ရတဲ့နည်းတွေအများကြီးပဲ။ဒါပေမဲ့သူ့ကို K ပို့ကြရတဲ့အချက်က K တို့ဒီမှာပါလာတဲ့ဒီ group ပေါ့နော်။ group လိုက်ပြောလို့ရတဲ့ conversation လုပ်လို့ရတဲ့ဟာက K တို့ရဲ့ business meeting တို့ business communication တို့ K တို့ရဲ့ဒီ land လုပ်တဲ့အပိုင်းတွေတို့နောက် tools တွေသွားမယ်ဆိုရင်လည်း group tools တွေအတွက်ဒါတွေကတော်တော်လေးအသုံးဝင်တဲ့ဟာလို့ပြောလို့ရတယ်။သူ့အတွက်ကိုသီးသန့်ထုတ်ပေးထားရလို့တော့ထင်ရတယ်ပေါ့နော်။နောက်ပြီးတော့ဒီ Microsoft Translator မှာဒီမေးလိမေးထားပြောလိပြောရထားရှိတဲ့စကားလုံးတွေပေါ့နော်စကားစုတွေကိုလည်းသူကထုတ်ပေးထားသေးတယ်မိငုံလေးတွေဆိုတော့အဲ့ဒါကလည်း K တို့အတွက်အသုံးဝင်နေလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီ translator ထဲမှာတော့ Microsoft Translator တော်တော်လေးကို support ပေးထားတယ်K တို့အတွက်ပို့ပြီးတော့လွယ်ကူတတ်ဖြစ်ဖို့အတွက် Okay အဲ့တော့ K ဒါလေးတွေကို လုံနည်းလေးပြောပြပေးမယ်เนาะအရင်ဆုံး setting တွေကိုသွားမယ်เนาะဒီဘက်တော့မှာရှိရဲ့ဒီ setting လေးဆိုတော့ K တို့နှိပ်လိုက်မယ်အဲ့တော့ဒီထဲမှာ K တို့ချိန်နေတာလေးတွေဝင်ပြီးတော့ချိန်လို့ရတယ်ပေါ့เนาะ K တို့ speed translation တွေနောက်ပြီးတော့ဒီမှာ what ဒီနောက်ပြီးတော့ K တို့ history ရှင်းနေတာတော့ offline language တွေကိုကြည့်နေတာတော့ဒီမှာဆိုရင် K တို့ဒါ offline language တွေစသဖြင့် K တို့အများကြီးဒါဒီထဲမှာသွားပြီးတော့ချိန်လို့သတ်မှတ်ထားလို့ရတယ်အဲ့ဒါကတစ်ခုပေါ့เนาะ Okay နောက်တစ်ခုကကြတော့ K တို့ကဒီစာအုပ်ပုံလေးပေါ့နော်အဲ့ဒါကသူတို့မှာ true စံထပ်ပြီးတော့ K တို့အတွက်အဆင်ပြေအောင်ထပ်လုပ်ပေးထားတာပေါ့နော် K တို့ traveling အတွက်လည်းတော်တော်လေးအဆင်ပြေဒါလေးကိုနှိပ်လိုက်မယ်ဆိုရင် K တို့အတွက် favorite တို့ essential K တို့အသုံးပြုရများတဲ့ဟာမျိုးတွေစကားစုတွေကိုသူကစုပေးထားအဲ့တော့ K တို့ခါခဲကြီးမသိတဲ့အခါစိတ်ပူစရာမလိုတော့ဥပမာဖြင့် K တို့ခီးသွားတယ်ပေါ့နော်ဒီမှာ travel and direction ဆိုတဲ့ဟာကို K တို့နှိပ်လိုက်မယ်ဆိုရင်အဲ့မှာ K တို့မေးရမယ်မေးခွန်းတွေတစ်ခါတည်းသူစီစဉ်ပေးတာ where is the airportနော်အဲ့တော့ဘယ်လို language နဲ့မေးမှာလဲဘယ်လိုရိုက်မှာဒီလိုဟာမျိုး K တော့လွယ်ကူတစ်ခါတည်းသူစီစဉ်ပေးထားတာဆိုတော့သူကခုနပြောသလိုပေါ့နော်K တို့တင်ကြားရေးပိုင်းနေ business ပိုင်းနေနဲ့ traveling ပိုင်းအတွက်ကိုတည်တံ့ထုတ်ပေးထားတယ်လို့တော့ထင်ရတယ်နော်အဲ့တော့ K တို့ဒီမှာဒီ technology ဆိုတဲ့ technology နဲ့เนาะ I need a printer တို့ I need a projector တို့ဒီလိုမျိုး business နဲ့ဆိုင်နေဟာတွေ phone ဆိုလဲအဲ့လိုပဲပေါ့เนาะ what's your phone number I would like to buy in a SIM card တို့ဒီလိုဟာမျိုးတွေကိုလုပ်ပေးထားတယ်ပြီးတော့ date time number တွေဒီမှာ K တို့လွယ်ကူကြည့်လို့ရတယ်ဆိုတော့ဒါလေးကလည်း K တို့တော်တော်လေးအဆင်ပြေလို့ K ရောက်ခံစားရတယ်
Okay အဲ့တော့ကေတို့စပြီးတော့သူ့ရဲ့သုံးနည်းကိုစပြောတော့မယ်เนาะသူ့ရဲ့သုံးနည်းကတော့ထုံးစံတိုင်းတူတူပဲ voice ဆိုတဲ့ဟာကိုကေတို့နှိပ်လိုက်အဲ့တော့ voice မှာသူက3မျိုးပေးထားတယ် single ရဲ့ auto ရဲ့ split ရဲ့ဆိုပြီးပေးထားတယ် single ဆိုတာကကေတို့ပြောတဲ့တက်တန်အောင်ပဲကေတို့ဥမာရွေးထားတဲ့ language အတန်ပဲပြောရမယ်အဲ့ဒါကိုပဲကေတို့အဖြေထွက်ပြီဥမာပြင်ကေတို့က English language နဲ့ပြောမယ်လို့ရွေးထားရင် English လို့ပဲပြောမြန်မာ language နဲ့ပြန်ထွက်ဆိုရင်မြန်မာ language နဲ့သူထွက်ပြပေးမယ်အဲ့ဒါမှကေတို့ကမြန်မာလို့ပြောပြီး English လို့ထွက်ချင်လို့မရအောင်အဲ့ဒါ auto ကြရင်တော့နှစ်မျိုးသလုံးပြောလို့ရတယ်ကေတို့ရွေးထားတဲ့ language ကဥမာပြင်ကေကဒီမှာ English Chinese တော့နှစ်မျိုးသလုံးရွေးထားတယ်ဒါဆိုရင်ကေက single ရွေးထားတယ်ဆိုရင် English လို့ပဲပြောရမယ် Chinese လို့ပဲထွက်ပေးရမယ်ဒါနဲ့ကေက Chinese လို့လာပြောရင် English လို့ပြန်မထွက်ပေးဘူးနော်မှန်မှန်တော့ auto ကြတော့အဲ့လိုမဟုတ် English လို့ပြောရင် Chinese လို့လည်းမြင်ရမယ် Chinese လို့ထားပြောရင်လည်း English လို့ရအဲ့ဒါ auto split ကကြတော့သူကပုံနှစ်ခုမြင်ရမှာသူပေါ်တာတော့နှစ်ခုစလုံးပေါ်ပြီးမှာသို့တော့ English လို့ပြောရင် Chinese လို့ထွက်ပေးမယ် Chinese လို့ထားပြောရင် English လို့အမှန်မထွက်ပေးဘူးဒါပေမဲ့သူကအရေးသားတွေမြင်ရမှာပေါ့နော် Okay အဲ့တော့ကေတို့ကဒီမှာအားနည်းချက်တစ်ခုကဘာသွားရှိလဲဆိုတော့ဒီမှာကေတို့ပြောမဲ့ voice နဲ့ပြောမဲ့အခါမှာမြန်မာကိုရွေးလို့မရအောင်မြန်မာမရှိဘူး text နဲ့ဆိုရှိရเนาะလက်နဲ့ရိုက်ပြောမယ်ဟေ့ဆိုရင်တော့မြန်မာရတယ်အဲ့တော့ကေက English နဲ့ဒီမှာ Chinese ပေါ့เนาะကေနှစ်ခုကိုရွေးထားတယ်အဲ့တော့ကေတို့ language တွေပြောင်းရင်ဒီဘက်ဟိုဘက်ပေါ့เนาะအဲ့ language နဲ့ကိုဟိုဘက်ဒီဘက်ချင်းရင်ဒီဘက်ကမြားလေးပဲကေတို့သွားမှာပေါ့เนาะဒီဘက်ကမြားလေးနဲ့ပဲအလုပ်လုပ်မယ် Okay အဲ့တော့ကေတို့စပြီးပြောကြည့်မယ်เนาะအဲ့တော့ကေတို့ English လို့စပြီးပြောကြည့်မယ် Hello good morning 你好早上好အဲ့တော့သူကတရုတ်လိုပြန်ပြောပေးတယ်အဲ့တော့ကေကတရုတ်လိုပြောလိုက်မယ် single ပဲရွေးပြော你好吗အဲ့တော့သူကဒီမှာအပေါ်မှာပဲသူကမပေါ်ပေးဘူးပေါ့နော်အဲ့တော့သူကဒီမှာဒီလိုပဲပေါ်ပေးတယ်ဟိုအတန်ထွက်လည်းမမှန်ဘူးပေါ့နော်အဲ့တော့ကေတို့ဒါ single ကိုသုံးလို့ Okay auto ကေကိုဆက်သုံးမယ် Hello how are you 喂你好吗နော်အဲ့တော့ကေအင်္ဂလိပ်လိုပြောလိုက်တာတရုတ်လိုထွက်ပြီးတရုတ်လိုထပ်ပြောကြည့်မယ်你好吗How are you တဲ့လားအင်္ဂလိပ်လိုပြန်ထွက်ပြီးအဲ့တော့ကေတို့ကဒီဟာနဲ့ပြောချင်နေဆိုရင်ကေတို့ပြောမယ်တစ်ဖက်ကိုအတန်နားထောင်ခိုင်းမယ်တစ်ဖက်ကပြန်ပြောမယ်ကေတို့ကအတန်ပြန်နားထောင်မယ်အဲ့တော့ကေတို့ conversation လုပ်လို့ရတယ်ဒါပေမဲ့သူကတော့ကန်ဆိုးစွာနဲ့မြန်မာလိုမရအောင်အဲ့တော့မြန်မာလိုသုံးလို့ရတာရှိတယ်အခုနပြော Google ဒီ translator ရတယ်နောက်ပြီးတော့ဒီ voice try ရတယ်เนาะအဲ့ကြောင့်မို့အဲ့နေရာမှာသုံးချင်နေဆိုရင်ဒီနှစ်ခုကိုသုံးလို့ရတယ်လို့ကေပြောပြတာ split ကကြတော့တစ်မျိုးပဲရအောင်ခုနပြောတယ်ကေက English လို့ပြောမယ်ဆို Chinese ပေါ်ပေးမယ် Chinese လို့ပြောရဲဆိုရင် English လို့မမှန်ဘူးเนาะအဲ့တော့ပြောကြည့်မယ် Hello how are you 喂你好吗ဟောတရုတ်လိုကေတို့ထပ်ပြောကြည့်မယ်你好吗你好吗တဲ့လားအဲ့ကြတော့ English လို့ပြန်မပြီးတော့เนาะဒါနဲ့ကေတို့အရေးအသားကိုတော့ကေတို့မြင်ရတယ်ပေါ့เนาะ Okay အဲ့တော့ဒါကကေတို့ပြောတာပေါ့เนาะ voice နဲ့ translate လုပ်တာပါ Okay နောက်တစ်ခုကတော့ကေတို့ text ကတော့ကေတို့သိပြီးသားเนาะဒီ text ကိုကေတို့နှိပ်လိုက်မယ် touch မှာမြန်မာလို့ရသွားပြီဒီမှာเนาะမြန်မာရသွားပြီအဲ့တော့ text နဲ့ဆိုရင်ကေတို့ကဒီဘက်မှာပြန်တင်တဲ့ language ကိုရိုက်ထည့်မှာပေါ့အဲ့တော့ကေတို့မြန်မာကိုရွေးလိုက်မယ်ပြီးတော့ကေတို့ text ရိုက်မယ်မင်္ဂလာပါပေါ့အဲ့လိုရလိုက်တဲ့အခါကျရင်သူကဒီမှာ English လို့ပြန်ပြီးမှဖြစ်တဲ့အတွက် hello ဆိုပြီးတော့ပေါ်ပေးမယ်เนาะ Okay ဒါတော့ကေတို့သိပြီးသားပေါ့ close လုပ်လိုက်မယ်နောက်တစ်ခုကတော့ကေတို့ capture ပေါ့เนาะကေတို့ပုံတွေကိုရိုက်ပြီးတော့အဲ့ပုံတွေတွေကစာတွေကို translate လုပ်မှာပေါ့เนาะအဲ့တော့ကေတို့ဒီမှာတစ်ခုယူလိုက်ပဲပေါ့เนาะ capture ယူလိုက်မယ်သူဒီလဲမြန်မာလိုပြန်ပေးတယ်เนาะ camera ကိုနှိပ်လိုက်မယ်ပြီးတော့ကေတို့ဒီ English စာကိုဒီမှာတပ်ပုံရိုက်လိုက်မယ်ဒါဆိုရင်ဒီမှာမြန်မာလိုပြန်ပေးနေเนาะ Okay အဲ့တော့ ID ကလည်းကေတို့ဒါသုံးလို့ရတယ်မြန်မာလိုလည်းရတယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုကတော့ကေတို့ group chat เนาะအဲ့ဒီ group နဲ့ကေတို့ဒီ translate လုပ်တာပေါ့ဒါကတော့ကေအကြိုက်ဆုံးကြီးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကခုနကေပြောခဲ့သလိုပဲဒီ Microsoft ရဲ့ translator ကကေတို့ရဲ့ဒီbusiness တို့ကေတို့ရဲ့သင်ကြားရေးတွေ traveling တွေအတွက်ကိုများတီးသန့်ထုတ်ပေးထားရလို့တော့ထင်ရတယ်လို့ပြောတာလေဒါအဓိကပဲသူကကြတော့ကိုက group တစ်ခုကိုဖွဲ့လိုက်ကို group ထဲမှာလူအယောက်100ထိထည့်လို့ရတယ်အဲ့အယောက်100ဒီကြိုက်တဲ့ language သတ်မှတ်ထားလို့ရတယ်ကေကမြန်မာသတ်မှတ်ထားတယ်နောက်တစ်ယောက်က English နောက်တစ်ယောက်က Chinese နောက်တစ်ယောက်က Japanese ဒီလိုသတ်မှတ်ထားလို့ရတယ်အဲ့တော့ကေကမြန်မာလို့ရိုက်လိုက်တယ်ဆိုရင်သူတို့ရှီမှာကသူတို့ language နဲ့ပဲပေါ်မှာ
သူတို့ဒီလည်းမြန်မာလိုပြန်သူတို့ language အတိုင်းကိုပြန်ပြီးတော့ရိုက်တဲ့အခါမှာကိရှိမှာမြန်မာလိုပဲပုံအရန်မိုက်တယ်เนาะအဲ့တော့ I နီလန်ကိုကီဆက်ပြီးတော့ပြောပြပေးမယ် okay အဲ့တော့ကေတို့ကဒါကိုအသုံးပြုမယ်ဆိုရင်ကေတို့ဒီပေါ် click နှိပ်လိုက်ပါเนาะဒါဆိုဒီမှာပေါ်လာပြီကေတို့ကသူများရဲ့ group ကိုသွားကြိုက်မယ်ဆိုရင်အဲ့ group ရဲ့ ping နံပါတ်5လုံးရှိတယ်အဲ့ဒါကိုပဲနှိပ်နေသူ့ရဲ့ QR code ကိုပဲ join link ကိုပဲ join ရတယ်အဲ့တော့ကေကကို group တခုစပြီးတော့ဖွဲ့မှာဖြစ်တဲ့အတွက်ကေက start ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်အဲ့မှာကေကရဲ့ name ပေါ့เนาะကေရဲ့ name ကိုကေက K ဆိုပြီးတော့ကေထည့်လိုက်မယ်နောက်ပြီးတော့ကေရဲ့ language ကိုကေကမြန်မာဆိုပြီးပဲကေရွေးထားလိုက်ပဲပေါ့เนาะနော်ကေမြန်မာဆိုပြီးပဲရွေးထားလိုက်မယ်ကေကမြန်မာလို့ပြောမယ်ပေါ့ okay ပြီးကေ enter ဆိုတဲ့ဟာကိုကေနှိပ်လိုက်မယ်အဲ့မှာကေဒီမှာ conversation code ကလေးကြလာပြီเนาะအဲ့ conversation code ကိုနောက်လူတွေ join မဲ့လူတွေကဒီ conversation code ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ join မဲ့လူတွေအတွက်ကို conversation code ပေါ့เนาะကေကဒီဟာကိုထပ်ပြီးတော့ကေရဲ့ laptop နဲ့ဝင်ပြမယ်เนาะ okay အဲ့တော့ ကေရဲ့ conversation code ကိုကေဒီထဲမှာရိုက်ထည့်လိုက်မယ်အဲ့တော့ conversation code ဒီသူက IGAHW အဲ့တော့ပြီးသွားပြီဆိုရင်ကေတို့နာမည်ပေါ့เนาะနာမည်ထည့်မယ်ဆိုကေက tax လို့ပဲရိုက်ထည့်လိုက်မယ်ပြီးသွားပြီဆိုရင်ကေက language ကို English လို့ထားလိုက်ပဲခုနကကေကမြန်မာเนาะဒီမှာကေက English လို့ထားလိုက်မယ်ပြီးတော့ join conversation ဆိုပြီးတော့ကေနှိပ်လိုက်မယ်ဒါဆိုရင်ကေတို့နှစ်ယောက်တ group တွေမှာရောက်သွားပြီเนาะအဲ့တော့ကေတို့စပြီးတော့စကားပြောလို့ရသွားပြီ okay အဲ့တော့ကေတို့ voice သုံးလို့ရတယ် text သုံးလို့ရတယ်ကေကမြန်မာဆိုတော့ voice သုံးလို့မရဘူး text ပဲရတယ်တခြား language တွေကကေတို့ voice ရတဲ့ language ဆို voice ကိုတက်ကိုရတယ်အဲ့ဒါတခုကိုကေတို့သတိထားပါမယ်เนาะ okay အဲ့တော့ကေကမြန်မာလိုကေစပြီးတော့ရိုက်လိုက်တော့မယ်မင်္ဂလာပါဆိုပြီးကေရိုက်လိုက်အဲ့တော့ကေမြန်မာလိုရိုက်လိုက်တဲ့ခါကျရင်သူ့ဘက်မှာဘယ်လိုတော့ပေါ်လဲဆိုရင် hello ဆိုပြီးတော့ပေါ်တယ်เนาะအဲ့တော့သူ့ဘက်ကနေပြီးတော့လေသူက nice to meet you လို့ရိုက်လိုက်မယ်nice to meet you ဆိုပြီးတော့သူကရိုက်လိုက်မယ်အဲ့တော့ကေရှိမှာတွေ့ရတာဝမ်းသာပါတယ်ဆိုပြီးတော့ပေါ်မယ်စာပေါ်တာလဲလုံးဝမှန်တယ်เนาะအဲ့တော့ကေကချက်ပြီးတော့နေကောင်းလားလို့ကေရိုက်လိုက်မယ်အဲ့တော့သူ့ရှိမှာဘယ်လိုပေါ်လာမလဲဆိုရင် how are you လို့ပေါ်လာလိမ့်မယ်เนาะအဲ့တော့သူကကြတော့သူကပြန်ပြီးတော့ရိုက်မယ် I am fine ဆိုပြီးတော့ရိုက်လိုက်မယ်။ဒါကြိုက်ကေရှိမှာငါနေကောင်းပါတယ်ဆိုပြီးတော့ပေါ်မယ်။အဲ့တော့ကေတို့ကဒီမှာဟိုတခြား language သမားတွေထပ်ပြီးတော့အရောက်တရားထိဝင်လို့ရတယ်။သူတို့ရှိပါတယ်သူတို့ language နဲ့ပေါ်မယ်။ဒီမှာတော့ကေတို့ကမြန်မာမဟုတ်တဲ့တခြား language ဆိုရင်တော့ကေတို့ပေါ့နော်။ voice ရတဲ့ language ဆို voice ပါသုံးလို့ရတယ်။မြန်မာတော့ကေတို့ text ပါသုံးလို့ရတယ်။အဲ့ဒါကြောင့်မလို့ဒီအဲမှာအခုပြောပြချင်တာကဒီ group chat ပေါ့နော်။ဒီ group နဲ့ conversation လုပ်လို့ရတာကေတို့business meeting တခုဆိုရင်လည်းကေတို့က group တွေဝင်ပြီးတော့ကေတို့ပြောချင်တဲ့အကြောင်းအရာတွေကိုတန်းပြီးတော့ meeting လုပ်လို့ရတယ်။နောက်ပြီးတော့ကေတို့ရဲ့တင်ကြားရေးလုပ်မယ်ဆိုရင်လည်းဒါဒီထဲမှာဝင်ပြီးတော့တင်ကြားရေးတွေလွယ်လွယ်ကူလုပ်လို့ရမယ်။ traveling ပေါ့ဒီ group tour တွေလိုမျိုးသွားရမယ်ဟာမျိုးဆိုရင်လည်း guide ကသူ့ဘာသူဒီ group လေးတခုလုပ်ပြီးတော့သူ့ရဲ့ language နဲ့ရှင်းပြဒီ traveler join တဲ့လူတွေအကုန်လုံးကလည်းကိုယ့် language နဲ့ကိုနားထောင်ဒီအတွက်ကိုတီးတန့်ထုတ်ပေးထားသလိုကိုထင်ရလောက်ကောင်းတယ်ပေါ့နော်အဲ့တော့ဒါကတော့ကေတို့ဒီ Microsoft Translator ကေတို့ရဲ့ဖုန်းထဲမှာဒါထည့်ကိုထည့်ထားတဲ့နဲ့သုံးကိုသုံးတဲ့နဲ့ဒါ app တစ်ခုလို့ကေကတော့ပြောချင်ပါတယ် okay အဲ့တော့နောက်ထပ် app တစ်ခုကိုကေတို့ဆက်ပြီးတော့သွားမယ်နော် okay အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကေတို့အတွက်အသုံးပြုသင့်တဲ့ဒီ translate application က Voicera ပဲဖြစ်ပါတယ်အဲ့တော့ဒီ Voicera ကိုကေတို့တွေကများသောအားဖြင့်ဒီဂျပန်ကို travel လုပ်တဲ့အခါမျိုးမှာပို့ပြီးတော့သုံးလို့ကောင်းတယ်လို့ပြောပါတယ်ကေကဒီ Voicera ကတိတ်ပြီးတော့ဒီအရင်ကြီး popular ဖြစ်တာမဟုတ်ဘဲနဲ့ကေတို့ဘာကြောင့်အသုံးပြုသင့်လဲဆိုရင်သူက conversation အတွက်ကိုတီးတဲ့ပို့ပြီးတော့အစီအမီအောင်စီစဉ်ပေးထားတာပါအဲ့တော့ Voicera ကိုကေတို့ကသုံးပြီးတော့ကေတို့မြန်မာ language နဲ့ပြောမယ်တစ်ဖက်ကနေပြီးတော့သူ့ရဲ့ language နဲ့နားလည်မယ်သူ့ရဲ့ language နဲ့ပြန်ပြောမယ်ကေတို့ကမြန်မာလိုနားလည်မယ်ဒီလိုပုံစံမျိုးကိုအဓိကသုံးလို့ရတာဖြစ်ပါတယ်တခြား popular ဖြစ်တဲ့ translate လုပ်တဲ့ application တွေအများကြီးရှိတယ်သို့တော့ဒီမြန်မာ language and go conversation အနေနဲ့တော့ Voicera မှာကေတို့ကတေချာပို့ပြီးတော့သုံးလို့ရတယ်ဒါကြောင့်မလို့ကေကဒီ Voicera application ကို recommend ပေးတာဖြစ်ပါတယ်အဲ့တော့ကေတို့ကဒီ application ကိုဘယ်လိုသုံးကြမလဲပေါ့နော်အဲ့တော့ဒီ Voicera application မှာကေတို့ဒီ translate လုပ်လို့ရတယ် conversation လုပ်လို့ရတယ်ဒီ language အမျိုးအစားကတော့သူ30ကျော်လောက်ပဲရှိသေးတယ်ဒါပေမဲ့ကေတို့ရဲ့မြန်မာ language ကိုထည့်ထားပေးပြီးတော့သုံးရတာအဆင်ပြေတဲ့အတွက်ဒါလေးကလည်းကေတို့အသုံးပြုသင့်တဲ့ application တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကေတို့ Voicera application ကိုအသုံးပြုရနည်းတူတူကြည့်လိုက်ကြအောင်နော်
Boystra ကိုစပြီးတော့သုံးမယ်ပေါ့နော် Boystra ဒီလေ iOS ကော Android ကောရတဲ့ application ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် regular ပဲ download ဆွဲလိုက်ပါပြီးတော့တဲ့ခါကျရင်ကျွန်တော် Boystra ပေါ် click နှိပ်လိုက်ပါနော်အဲ့လို click နှိပ်တဲ့အခါမှာကျွန်တော်ပြောမယ့်စကားကိုပေါ့နော် language ကိုကျွန်တော်ရွေးပြရပါအဲ့တော့ကျွန်တော်ကမြန်မာလိုပြောမှာဖြစ်တဲ့အတွက်ကျွန်တော်ကမြန်မာဆိုတဲ့ဟာကိုကျွန်တော်ရွေးပေးမယ်အဲ့တော့ Boystra မှာကကြတော့ကျွန်တော် language က30ကျော်လောက်ပဲသုံးလို့ရတယ်အဲ့ဒီကမှမြန်မာပါတယ်ပြီးတော့ကျွန်တော်က conversation အနေနဲ့သုံးလို့ရတဲ့အတွက်ကျွန်တော်တို့တကယ်ကိုအဆင်ပြေတဲ့ဒါ application ဖြစ်ကို recommend ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော် okay ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့သူ့ရဲ့ terms and condition တွေလာမှာပေါ့เนาะအဲ့တော့အဲ့ဒါတွေကိုကျွန်တော်အကုန်လုံးသွားပြီးတော့ကျွန်တော် agree နှိပ်လိုက်ပါပြီးတော့တဲ့အခါမှာဆိုရင်သူ့ရဲ့ policy တွေထပ်လာလိမ့်မယ်เนาะအဲ့ policy တွေကိုလည်းကျွန်တော်အဆုံးထိသွားပြီးတော့ကျွန်တော်က agree နှိပ်လိုက်ပါပြီးသွားပြီဆိုရင်တော့ကျွန်တော်က next ဆိုပြီးတော့ damn ဆိုတဲ့ဟာနှိပ်လိုက်ရပြီအဲ့တော့ Boystra ကိုများသောအားဖြင့်ဒါဂျပန်ကိုသွားလိုက်တဲ့အခါမှာပို့ပြီးတော့သုံးလို့အဆင်ပြေလို့ပြောရပေါ့နော်ဒါပေမဲ့တခြား language တွေအများကြီးတွေသုံးလို့ရရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အသုံးကြည့်တင်တယ်ဒါတော်တော်လေးအဆင်ပြေပါတယ် Boystra ရဲ့ဒီမှာပေါ့နော်ဒီလိုမျိုးဝင်သွားတဲ့အခါမှာဒီမှာတော့ကျွန်တော်ခုနရွေးလိုက်တယ်ကျွန်တော်ပြောမဲ့ language ဒီဘက်မှာပေါ့နော်ဒီဘက်မှာတော့ကျွန်တော်ဘာသာပြန်ပေးမယ် language ကျွန်တော်ကအတန်နဲ့ပြောချင်တယ်ဆိုရင်ဒီ mic ပုံလေးကိုသုံးမယ်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်ကလက်နဲ့ပေါ့နော် typing ရိုက်ချင်တယ်ဆိုရင်တော့ဒီမှာခဲတဲ့ပုံလေးကိုကျွန်တော်သုံးပါပါအဲ့တော့ကေတို့ကမြန်မာလိုပြောမယ်ဘာသာပြန်မှဒီဂျပန်လိုပြန်မယ်ပေါ့နော်အဲ့တော့ဂျပန်လိုကေတို့ကပြန်ချင်တာမဟုတ်ဘူး English လိုပြန်ချင်တာအဲ့ခါကျရင်ကေတို့က language ကိုဘယ်လိုသွားပြောင်းနေဆိုရင်ဒီကဘာလုံးပုံလေးကိုကေတို့နှိပ်လိုက်ရမှာပေါ့နော်အဲ့တော့ကဘာလုံးပုံလေးကိုနှိပ်ပြီးတော့ကေတို့ရဲ့ language ကိုကေတို့က English ဆိုတဲ့ဟာကိုပြောင်းမယ်ပြီးရင်ကေတို့ okay ဆိုတဲ့ဟာကိုနှိပ်လိုက်ဒါဆိုရင်ကေတို့ကမြန်မာလိုပြောမယ်သူက English လို language ပြောင်းပေးမယ်အဲ့တော့ကေပြောကြည့်မယ်နော်အဲ့တော့ဒီ voice ပေါ်ကိုကေ click နှိပ်လိုက်မယ်မင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ် Hello, nice to meet you. အဲ့ဆိုရင်သူကတခါရဲ့အတန်ကျွမ်းနေပေါ့နော်ဒီလိုပြောပြပေးတော့မှာဖြစ်တယ်။ Okay အဲ့တော့ကေတို့ကဒီလိုပြောထားတဲ့အတွက်ကြောင့်လို့ကေတို့က English လို့သွားပြီးတော့ပြောလို့မရအောင် English လို့ပြောတဲ့ခါကျရင်အဖြေမှန်မထွက်ဘူးပေါ့နော်။အဲ့တော့မယုံရင်ကေတို့ English လို့ထပ်ပြီးတော့ပြောကြည့်မယ်နော် Hello, how are you? Hello, may I help you? အဲ့တော့ကေတို့ပေါ့နော်ပြောလိုက်တဲ့ဟာနဲ့အတန်ထွက်နဲ့မကိုက်ညီဘူးပေါ့နော် Okay အဲ့တော့ကေတို့ကဒီဘက်ကဒီညှားလေးကပြောရမယ့် language သတ်မှတ်ထားတဲ့အတွက်အဲ့ဒါကိုပဲကေတို့ပြောလို့ရမယ်အဲ့တော့အဲ့မှာကေတို့က language ကိုကေတို့ကပြောင်းကျင်နေဆိုရင်လည်းကေတို့ကဒီလိုလေးဆွဲလိုက်ဒါဆိုရင် English လို့ပြောမယ်မြန်မာလိုပြန်မယ်လိုပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဟိုဘက်ဒီဘက်ဒီလိုလေးပဲဆွဲလိုက်ရုံပါပဲ Okay အဲ့ဒီထဲမှာကေတို့ကဒီမှာထပ်ပြီးတော့ language တွေပါတယ်ထပ်ပြီးပြောင်းကျင်နေဆိုရင်ဒီပေါ်ကအဆက်ကလေး30ကိုကေတို့သွားလိုက်မယ်အဲ့ setting ထဲမှာကေတို့ကဒီ setting ဆိုတဲ့တွေကိုဝင်မယ်ပြီးသွားရင်ဆိုရင်ကေတို့ကဒီမှာကိုပြောမဲ့ language ကဘာလဲဘာသာပြန်မဲ့ language ကဘာလဲဆိုပြီးတော့ကေတို့ထပ်ပြောင်းလို့ရတယ်တခြားသော setting တွေကိုလည်းဒီမှာကေတို့သုံးလို့ရတယ်အခုထွက်လာတဲ့အတန်က main ကလေးတန်မကြိုက်ဘူးယောက်ျားလေးတန်ထွက်ချင်တယ်ဘာညာဆိုလဲကေတို့ဒီမှာပြန်ပြီးတော့ကေတို့ချိန်လို့ရတယ်เนาะ Okay အဲ့တော့ဒါဒီကေတို့ကိုသတ်မှတ်ထားတဲ့ language ကိုပဲပြောလို့ရမယ်တစ်ဖက်ကကိုသတ်မှတ်ထားတဲ့ language ပြန်ဖြည့်မယ်နောက်တစ်မျိုးပေါ့နော်နောက်တစ်မျိုးကိုကေတို့ပြမယ်ဆိုရင်အတွက်ဒီကဘာလုံးပုံစံလေးကိုကေတို့နှိပ်လိုက်အဲ့တော့ဒီ mode နေရာမှာကေတို့ manual ဆိုတာကိုကေတို့သုံးထားတယ်အဲ့ manual ဆိုတဲ့ဟာကိုကေတို့ click နှိပ်လိုက်တယ်ဆိုရင်ဒီပုံစံမျိုးပေါ်လာလိမ့်မယ် auto ဆိုရင်တော့သူက English နဲ့ပဲချိန်ပေးမှာဒီအလဲအဟာကိုပြောပြချင်တာ auto to language ဆိုတဲ့ဟာကိုပြောချင်တာ auto to language ဆိုရင်တော့ကေတို့ကခုနလိုမျိုးနှစ်ခုမှာကေတို့ကနှစ်ပါးသောသလုံးတောက်လျှောက်ပြောသွားလို့ရတယ်နော်အဲ့တော့ English မှာမြန်မာမှာမဟုတ်နှစ်ပါးသောသလုံးမှန်ပြောပေးနိုင်တယ်အဲ့တော့ကေတို့ okay နှိပ်လိုက်ဒါဆိုဒီလိုပုံလေးဖြစ်သွားမယ်เนาะအဲ့တော့ကေတို့မြန်မာလိုပြော English လိုပြောသူကအပြေမှန်ထွက်လိမ့်မယ်အဲ့တော့ကေတို့အရင်ဆုံးမြန်မာလိုပြောမယ်เนาะမင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ် Hello, nice to meet you. Okay အဲ့တော့ကေကဒီဘက်မှာ English လိုပြန်ပြောမယ်เนาะ Hello, how are you? အဲ့တော့ဒီဘက်မှာမင်္ဂလာပါနေကောင်းနေတော့ဆိုပြီးတော့ပြန်ဝင်တာပေါ့နော်အဲ့တော့ तू ကနှစ်ပါးသောသလုံးကေလို့ပြောလို့ရတယ် မင်္ဂလာပါနေကောင်းတယ်နော် အဲ့တော့ကေတို့အတွက်အဆင်ပြေတယ်ပေါ့နော်ကေတို့အတန်ထွက်ရေးဒီဘက်က voice အားလေးပေါ့နော် speaker လေးကိုကေတို့နှိပ်လိုက်ပေါ့ Okay အဲ့တော့ဒါကကေတို့ခရီးတွေပါသွားတဲ့အခါမျိုးဆိုရင်ကိုကမြန်မာလိုပြောမယ်အတန်ထွက်ပေးမယ် तू ကပြောတဲ့ဟာကိုကေတို့ mic လေးထိုးပေးလိုက်အောင်မယ်အဲ့တော့ तू ဘက်ကနေပြီးတော့ကိုယ့်တခါထပ်ပြီးတော့ပြန်ပြောတဲ့စာကိုကေတို့နားထောင်လို့ရတယ်အဲ့တော့ခရီးသွားတဲ့အခါမှာဒါလေးကသုံးလို့အဆင်ပြေပေါ့နော်ကေတို့အတွက် communication လုပ်တဲ့အခါမျိုးမှာလည်းဒါလေးကကေတို့အတွက်အဆင်ပြေမို့လို့ဒါလေးကိုဒီ voice draw ကိုကေပြောပြပေးရပါတော့အဲ့တော့နောက်တစ်ခုကတော့ကေတို့ဒီဟာလေးကိုပဲထပ်ပြီးတော့နှိပ်လိုက်မယ်ဒီ mood နေရာမှာနောက်ထပ်ဒီ auto ဆိုတဲ့ဟာကိုသွားရင်တော့ तू က English လို့ပဲပြောင်းပေးမှာเนาะ okay နှိပ်ကြည့်เนาะဒါ English ကပဲသွားမယ်ဒီဘက်မှာကျန်တဲ့ဟာကြီးပြောင်းပေါ့
Okay အဲ့တော့ကေတို့ကဒီမှာမြန်မာလိုကိုကေတို့ကဒါ voice နဲ့ပြောတာစာရေးချင်ဒီဘက်ကဟာလေးကိုကေတို့ရိုက်လိုက်မယ်အဲ့ဒါလေးပေါ်မှာကေတို့ကမြန်မာလိုကေတို့ရိုက်လိုက်မယ်ပေါ့နော်မင်္ဂလာပါဆိုပြီးတော့ကေတို့ရိုက်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာကေတို့ကအဖြေက reset ထွက်ပေးလိမ့်မယ်နော် Hello. hello မင်္ဂလာပါပေါ့နော်အဲ့တော့ဒီလိုဟာမျိုးကေတို့ထွက်လာလိမ့်မယ်ဆိုတော့သူ့ရဲ့သုံးတဲ့ပုံကတော့ဒါပဲเนาะဒီနားမှာကေတို့စကားတွေတွားပြီးတော့ language ပြောင်းရင်ကဘာလုံးလေးမှာတွားပြောင်းမယ်ပြောလို့ရတဲ့ပုံစံဒီ၃ပုံစံရှိတယ်เนาะဒါလေးပါပဲဒါပေမဲ့ဒါဒီ conversation ကြီးကကေတို့တော်တော်အဆင်ပြေရဘာလို့လဲဆိုတော့တော်တော်များများသော language application တွေကကြတော့ဒီသုံးရတာလူသုံးများပြီမဲ့ဒီကေတို့ရဲ့မြန်မာ language နဲ့ conversation လုပ်လို့ရတာတော်တော်လေးနေတယ်ဒါကြောင့်မလို့အဲ့ဒီထဲမှာဒီ voice ဆိုတာကကေတို့ရဲ့မြန်မာ language နဲ့ conversation လုပ်ဖို့အတွက်ထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကေဒီ application လေးကို recommend ပေးတာပါ အခုဆိုရင်တော့ကေရိုတွေရဲ့သင်ကြားမှုသင်ယူမှုတွေကိုထောက်ပံ့ပေးနိုင်မယ်ကေရိုတွေရဲ့လုပ်ငန်းခွင်မှာ communication တွေလုပ်တဲ့အခါမျိုးတွေကေရို travel လေးလုပ်တဲ့အခါမျိုးတွေမှာအထောက်အကူဖြစ်စေမယ်ဒီ translate application တွေအသုံးပြုမှုနဲ့ကေရိုအတွက်အသုံးဝင်တဲ့ translate application တွေအကြောင်းကိုသိသွားလောက်ပြီးလို့ညွှန်လင့်ပါတယ်အခုဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးချင်တဲ့မေးခွန်းတွေနဲ့အကြံပေးချက်တွေရှိရဆိုရင်လည်းထုံးစံအတိုင်းကေရဲ့ဗီဒီယိုလေးရဲ့ comment လေးမှာပြောပြထားခဲ့လို့ရပါတယ်အခုဗီဒီယိုလေးကနေတစ်ဆင့်ကေရိုတွေ travel လုပ်တဲ့အခါမျိုးမှာသင်ကြားမှုသင်ယူမှုတွေလုပ်တဲ့အခါမျိုးမှာလည်းကေရိုတွေရဲ့ business communication တွေအတွက်အထောက်အကူပြုစေမယ့် idea လေးတချို့ကိုရသွားလိမ့်မယ်လို့ညွှန်လင့်ပါတယ်ခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကေရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့မမေ့ကြပါနဲ့ဦးเนาะကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်